ညိုလေးတစ်မျိုးရဲ့ကန်းချီမှာလူဘီလူကြီးတကောင်ရဲ့ခန္ဓာကိုယ်ကြီးကရုတ်တရက်ပေါ်လာခဲ့ပါတယ်။ကြည်ရတာဒီလူကြီးကတန်းချင်း60ကျော်လောက်လေးပုံရပြီးတေဆုံးသွားတာလဲနိုင်ပိုင်းလောက်ပဲရှိဦးမှာပါ။သူ့ရဲ့လက်ထဲမှာတော့ရေအိုင်လေးတစ်ခုဖြစ်နေပြီးအဲ့ဒီထဲမှာငါးလေးတွေကကုခံနေကြပါတယ်။အစားပိုင်းမှာတော့မြို့ခန့်တွေကဒီလူကြီးနားကိုကပ်ဖို့ကြောက်နေကြပေမဲ့မိန်းကလေးငယ်လေးတယောက်ကဒီလူကြီးပေါ်ကိုတက်ပြီးလက်လန်းပြလိုက်တဲ့အချိန်မှာတော့အားလုံးပြောင်းလဲသွားပါတယ်။ဒါကိုမြင်လိုက်ရတော့လူတွေအားလုံးကအလောင်းကြီးနားကိုအပြေးအလွှာရောက်လာကြပါတယ်။သူတို့တွေကဒီလိုထူးထူးခြားခြားတွေ့ရှိမှုအပေါ်မှာစူးစမ်းခြင်းစိတ်တွေဖြစ်နေတယ်လို့အန်တော်လို့လည်းမဆုံးဖြစ်နေကြတာပါ။ကလေးတွေကဒီလူကြီးရဲ့ကိုယ်ပေါ်မှာပြေးလွှားဆော့ကစားနေကြချိန်မှာပဲအမျိုးသားတစ်ယောက်ကတော့သူ့ရဲ့ကြီးမားလာတဲ့ခြေထောက်တွေကိုစစ်ဆေးကြည့်နေပါတယ်။မိန်းကလေးငယ်လေးတစ်ယောက်ကတော့ဒီလူကြီးရဲ့နှာခေါင်းပေါ်မှာခတ်ခွန်နေပါတော့တယ်။အဲ့ဒီအမျိုးသားကတော့ဘာစကားမှမပြောဘဲဒီမင်းကွင်းတွေကိုတိတ်တိတ်လေးစောင့်ကြည့်နေခဲ့ပါတယ်။လူတွေကဒီအခြေအနေကိုစက္ကပ်ပွဲတစ်ခုလိုလှုပ်ပစ်လိုက်ကြတာကိုသူတော်တော်လေးစိတ်မတောင်ဖြစ်နေတာပါ။